Hello, the chai đi con cha nà đi lên sân đi xây à đi biểu ôm mẹ bà biểu mà về sự đó cả tapi ni ne api ni betul apa no apa betul le suruh le adika amiriကိုယ့်ရဲ့သမီးလေးတွေမွေးထားတဲ့ဆိုရင်အဖေနဲ့လက်ပေါ်တရီဘူးနော်အရင်မနေစေနဲ့ကိုယ်ပဝန်းကျင်မှာဥပမာဘလူးရှိလေပေါ့နော်ဘယ်သူအကိုမောင်နှမပဲဖြစ်သူနဲ့မှယုံလို့မရဘူးသမီးမိန်းကလေးမွေးထားတဲ့ဆိုရင်တကယ်ကိုယုံလို့မရဘူးယူဆရမယ်ဖြေတော့လည်းလူကောင်းမဟုတ်ကောင်းတဲ့အဖေတော့ရှိတယ်ဒါမှတချို့တွေကဒီဉာဏ်ပညာနဲ့စိတ်ဓာတ်တွေမကောင်းတဲ့အဖေရကိုသမီးတွေလည်းကိုချီတော်တင်တဲ့အဖေတွေအများကြီးရှိရတယ်နော်ဝတ်ကြွေးလို့နောက်ဆုံးတော့လည်းတတ်မှတ်တကယ်တော့ဝတ်ကြွေးမဟုတ်အဓိကကတော့ကိုယ့်ရဲ့အမေကြီးတေချာဆောင်ရှောက်သမီးတွေပေါ့နော်ကိုယ့်ရဲ့ယောက်ျားဘယ်လိုစိတ်ဓာတ်လဲဆိုတော့သိဖို့ယုံကြည်လို့မရအော်ခဲအိုနဲ့ခဲမမှာသမီးပြူလေးတွေတို့မရှိအတူမထားကောင်းကောင်းမအတူမနေတာတော့ကောင်းကောင်းမအတူနေတာတော့အတူနေရင်တောင်မှဒီလိုကိစ္စမျိုးတွေညီးတက်တယ်နော်ဒီကျမတို့ဒီနေဘက်မှာနေတော့မှဒီဖေးပေါ့ပြဖေးဒါပေမဲ့သူတို့ character ကွာပါတယ်ဖခင်စိတ်သက်ရှိတယ်လို့ရှိရမရှိရလို့ဖြစ်ဖေးကိုနိုင်ကတော့မှဖခင်စိတ်မရှိတဲ့ဖေးမျိုးနဲ့ဇရိတ်ဆန်တဲ့လူမျိုးတွေပေါ့နော်သူတို့တွေကသမီးလေးပဲကိုယ့်ရဲ့သမီးလေးပါလားဆိုတော့စီးမရှိဘူးပြောမယ်ဆိုတော့လူခန္ဓာကိုယ်နဲ့တရိတ်ဆန်ခေါ်မှာပေါ့ကျမတို့နေဘက်မှာနေတော့ကကျမတို့အဖေကဒီတော့အုတ်ချုပ်ရေးဖို့လုပ်တည်ရပေါ့သူ့ရဲ့သမီးလေးကကလေးလေးဆယ်ကျော်တဲ့အပြူပေါ်မဝင်ခင်ကလေးကသူ့သမီးကိုကျိုးတုတ်ပြီးတော့လိမ့်ကျက်ကျိုးတုတ်ပြီးလို့ရှိရင်သူတိုင်မှာကျိုးတုတ်ပြီးသူ့သမီးကိုမလိမ့်ကျက်နဲ့အဲ့မလိမ့်ကျက်တဲ့အချိန်မှာ sound box အကျဉ်းတစ်ချင်းလေးဖွင့်လာတယ်ပဝင်းကျင်မကြောက်ကလေးမ order မကြောက်ပိတ်တနေ့မှသူအဲ့လိုလုပ်တော့တီးပါသူ့ထောင်ထဲရောက်ဘလို့ထည့်ကျမအဖေရထည့်လိုက်တာအဲ့ခါမှသူ့သမီးရလို့ဖြစ်တယ်ဆိုတော့တီးတာဆုံးသူ့သမီးရပျက်စီးသွားတယ်ငယ်ရွယ်နဲ့ဘဝပြက်ပြီးတီးသွားဖခင်ကမကောင်းတဲ့လက်ချက်မိပြီးပျက်စီးသွား